ဆိုရင်တော့ဖယ်ဝဲဖယ်ဝဲ ใจเราแบบได้ไว้เดี๋ยวเราเป็นใจเราตัวรับเปล่าด้วยนะเดี๋ยวนี้เข้าไปเนี่ยตัว တော့ဖယ်ဝဲမနေ 你看今天节目鞋 ခုဆိုရင်ကျွန်တော်တို့ဘုရားကြီးထဲကိုရောက်ပါပြီခင်ဗျာဘုရားကြီးထဲမှာတော့ဗုဒ္ဓရေးဘုရားတော်ကြီးအများကြီးကိုထူဆင်ထားပါတယ် 路到站不要对我留最后我现在情况给你记得看好的行好的 ဘုရားကြီးရဲ့အတွင်ပိုင်းထဲကိုရောက်နေပါတယ် มีมั้ยเรามีมั้ย ပြီးတော့ဘုရားကြီးရဲ့ခေါင်းတော်ထမ်းပါ 我说เอาเดียว ဟမ် แต่ว่าสิ အဲ့တော့ဘုရားကြီးရဲ့ထိတ်ဆုပ်ပိုင်း